မင်္ဂလာပါဗျာ SK2D channel လေးကနေပြီးတော့ຫນွေတွေးစွမ်းနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီအခုတလောကတော့ဒီနေကုံလေးတွေပဲတင်ပေးနေရဖြစ်ပါတယ်ကျွန်တော် 2D တွေပြန်တင်ပေးတော့မှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and subscribe လေးနှိပ်ထားပေးကြတော့တောင်းဆိုပါတယ်မနေ့ကလည်းပေါ့နော်အားလုံးဒီကြည့်တဲ့လူတွေတော်တော်များပေါက်ကြမယ်ထင်တယ်ဒီနေ့လည်းထပ်ပေါက်အောင်လို့ကျွန်တော်ဒီအကောင်းဆုံးလေးတွေကိုတော့ကဏ္ဍလေးချက်ခွဲထပ်စီပေးထားတယ်အခုဒီပြထားတဲ့ကတ်လေးနှစ်ကတ်ကလည်းပေါ့နော်96ဝမ်းချင်းဒီကောက်တေးကက်ကလေးရလဲအလုံးမိုင်လေးတော်တော်မှန်တယ်ပေါ့နော်အဲဒီဘိုင်းလေးနဲ့ကသူကကိုပေးထားတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီအမဲကက်လေးကတော့ဟိုဒီပထမနေ့ကတော့ဖောက်သွားတယ်ပေါ့နော်ဒုတိယနေ့ကတော့ခွန်လေးကြိုက်တယ်ဆိုတော့သူ့ထဲရွေးကွက်လေးကိုစိတ်ကြိုက်ယူကစားလို့ရပါတယ်ဒီနောက်ထပ်ကတော့ကျွန်တော်အကြိုက်ဆုံးရှက်ကွက်ကိုပေါ့နော်ဒီရွေးထုတ်ပေးထားတာဖြစ်ပါတယ်ဒီနေ့လဲ5တက်ဆိုပြီးတော့ပါတယ်ပေါ့နော်ဒီ19ရက်နေ့မှာလဲဒီအကြိုက်ဆုံးလေးတွေကပါအောင်လို့ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတယ်ကျွန်တော်စီပေးတဲ့အကွက်လေးတွေကတော့ဒါလေးတွေပဲဖြစ်ပါတယ်ဗျโอเคအားလုံးကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဆိုရင်နှိပ်ထားပေးခဲ့ပါမိတ်ဆွေတို့စိတ်ကြိုက်အလုံးတွေရှိရင်လည်း comment မှန်းကြလို့ရပါတယ်အားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေတူတူအများကြီးပေါက်ကြပါစေဗျ see you bye bye next video